လူတယောက်ကကဘာဘောကသူ့လို့ဖော်ကိုင်းဖက်တွေလာဘောကနေရွှေ့ပြောင်းသွားတဲ့အချိန်မှာနားချတက်ပြီးတချင်းနားထောင်နေလို့လာဘောမှာကင်ဂရူးတစ်ကောင်နဲ့အတူကြံခဲ့ပါတယ်။သူကစိုးရနေကြီးလိုက်ပေမဲ့မမီလိုက်ပါဘူး။သူကဒေါသလည်းထွက်နေတယ်လို့ကြောက်လဲကြောက်နေပါတယ်။ဒါပေမဲ့နောက်တစ်ဆက်ခန့်မှာပဲကဘာကြီးအုတ်ကခဲနဲ့တိုက်မိပြီးပျက်စီးသွားတာကိုသူကဘာမှမတန်နိုင်ပဲကြည်နေခဲ့ရပါတယ်။သူကကဘာကိုစက်တိုက်ခေါ်နေခဲ့ပေမဲ့ဘာအဖြစ်မှမရခဲ့ပါဘူး။သူကတူးတဲ့တော့အသက်ရှင်ကျန်ရည်သူထစ်လာခဲ့ပါတယ်။ကောင်းတဲ့တဲ့ရင်ကတော့စကန်ထဲမှာကျန်တဲ့အစားအသောက်တွေကဇဲနှစ်လောက်ခတ်မှာပါ။ဒါနဲ့အဲ့ဒီလိုကသူ့ကိုသူဖြော့ဖြော့ပါနေတော့တာပေါ့။ဒါပေမဲ့အထီးကျန်မှုကသူ့ကိုအဖော်တယောက်ရှာခိုင်းစေခဲ့ပါတယ်။နောက်ဆုံးတော့သူကကိုတောင်ထဲမှာတက်ရှိတစ်ခုကိုတွေ့လိုက်ပါတယ်။သူကဝမ်းသာအားရပြေးသွားလိုက်တာကင်ဂရူးတစ်ကောင်ထင်နေတာကိုတွေ့ရပါတယ်။တွေ့တာနဲ့သူပြိုင်နဲ့သူခေါင်းကိုအားနဲ့ထိုးလိုက်ပါတော့တယ်။ကောင်းပါတဲ့လူကလည်းအဲ့ဒီကင်ဂရူးနဲ့ညံချင်းပြန်ခဲ့ပါတယ်။အဲ့ဒီလိုအပြန်အလှန်ဆက်ဆံရင်းနဲ့သူတို့နှစ်ယောက်တကယ်ရင်းနှီးတဲ့သူငယ်ချင်းတွေထစ်သွားကြပါတယ်။ဒီနေ့သူတို့ရင်းနှီးသွားပြီးနောက်မှာအဲ့ဒီလူကမြေပြင်ပေါ်မှာလဲအိမ်နားနေတော့ဆက်သွယ်ရေးစနစ်ကရုတ်တရက်အထံမီလာတော့ကဘာပေါ်မှာအသက်ရှင်ကျန်ရစ်သူတွေရှိနေသေးတယ်ဆိုတာပေါ်လာပါတယ်။သူ့လို့ဖော်ကိုက်ဖတ်တွေကသူ့ကိုဆက်သွယ်ဖို့ကြိုးစားနေကြတာပါ။ဒါပေမဲ့အဲ့ဒီလူနားလည်လိုက်ပါတယ်။သူတို့ကသူ့ကိုပြန်လာခေါ်ဖို့မထင်နိုင်တော့ဘူး။သူကိုဘာသာကိုကဲတင်ဖို့နီလန်းရှာရတော့မယ်ဆိုတာကိုပေါ့။အင်ဂျင်အပိုက်တွေကိုရှာနေတော့ကင်ဂရူးပါတဲ့နောက်တွဲရင်ကလွတ်ပြီးပြုတ်ကျသွားပါတယ်။နာဖို့ရက်လိုက်တဲ့အခါမှာပဲအဲ့ဒီလူကဒီရင်ခွဲစရာအမှန်တရားကိုထိလိုက်ရပါတယ်။သူကနာကျင်စရာဆုံးဖြတ်ချက်တစ်ခုနဲ့ရင်ဆိုင်ရပါတယ်။ကင်ဂရူးအတွက်ပြန်လှည့်ပြီးအိမ်ပြန်မရောက်တာကိုစွန့်စားမလားဒါမှမဟုတ်ရှေ့ဆက်သွားမလားဆိုတာပါ။ကဘာဘောကလူတွေကပါသူ့ရဲ့ရွေးချယ်မှုကိုစုံရင်အထက်အောင်နေခဲ့ကြပါတယ်။သူကအော်ဟစ်လိုက်ပြီးကားကိုရုတ်တရက်ကွေ့လိုက်တယ်။ပြီးတော့ကားကိုအမကန်မြူးနစ်လိုက်ပြီးလှည့်ပတ်လိုက်ပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့်လူတိုင်းအံ့ဩသွားကြပါတယ်။အကြာကြီးရှားဖွေပြီးနောက်မှာတော့သူကနောက်တွဲရင်ကိုတွေ့ခဲ့ပါတယ်။တကားဖွင့်လိုက်တော့ကင်ဂရူးကဝမ်းသာလွတ်လို့သူ့ကိုလာကြိုပါတယ်။ပြီးတော့သူတို့အတူတူပြန်လာခဲ့ကြပါတယ်။ဒါပေမဲ့စွမ်းရည်မလုံလောက်လို့ကားကရပ်သွားပါတယ်။စခန်းကိုပြန်ရောက်ဖို့50ကီလိုမီတာပဲလိုတော့တာတောင်အဲ့ဒီလူကမျောလင်းချက်မဲ့နေခဲ့ပါတယ်။သူကကားပေါ်ကဆင်းပြီးကျယ်တွေကိုကြည့်ကဘာဖြစ်လာတိတ်ဆိတ်လက်ခံလိုက်ပါတယ်။ဒါဒီပဲကင်ဂရူးကတော့အလွတ်ထင်နေတဲ့နောက်တွဲရင်ကိုဆက်ပြီးတွင်းနေခေါင်းနေပါတယ်။ရုတ်တရက်အဲ့ဒီလူကအကြံတစ်ခုရလိုက်ပါတယ်။သူကအစိတ်အပိုင်းအချို့ကိုဖြုတ်ပြီးတွင်းလေအသေးလေးတစ်ခုစောက်လိုက်တယ်။ပြီးတော့ကြံတဲ့ခရီးကိုကင်ဂရူးကဆွဲသွားစေခဲ့ပါတယ်။ကဘာပေါ်ကလူလေးကဒါကိုအံ့ဖွယ်တစ်ခုလိုမြင်ပြီးအံ့ဩတုန်လို့နေကြပါတယ်။သူတို့အောင်မြင်ပြန်ရောက်လာတဲ့အခါမှာမကောင်းတဲ့သတင်းတစ်ခုကြားခဲ့ရပါတယ်။နောက်ထပ်အုတ်ကခဲတစ်ခုကကဘာဘက်ကိုဦးတီလာနေတယ်ဆိုတာပါ။ဒီအချောင်းကြားပြီးတာနဲ့အဲ့ဒီလူကချက်ချင်းဆုံးဖြတ်ချက်ချလိုက်ပါတယ်။သူ့ရဲ့အာကာသယင်ပြန်လေဝင်းရောက်ရေးကဆူးကိုအသုံးပြုပြီးအုတ်ကခဲကိုလုံခြုံတဲ့နေရာမှာဖောက်ခွဲပစ်ဖို့ပါ။သူ့လိုဖောက်ကိုက်ဖက်တွေကတော့သူ့ကိုသူစသေးတာကိုမကြည့်ရနိုင်ကြပါဘူး။ဒါပေမဲ့အဲ့ဒီလူရဲ့မျက်လုံးတွေကတော့ခိုင်မာနေပါတယ်။သူကကင်ဂရူးကိုအေးပေါ်ရွှေ့ပြောင်းရေးကဆူးတဲ့ထည့်လိုက်ပါတယ်။ကင်ဂရူးကတော့သူ့နဲ့အတူနေဖို့ရုံခန်းပေးမယ်မလွန်မြောက်နိုင်ပါဘူး။အဲ့ဒီလူကနောက်ဆုံးနှုတ်ဆက်စကားပြောပြီးကင်ဂရူးကိုကဘာဘက်ကိုပြန်လွှတ်လိုက်ပါတယ်။ပြီးတော့သူကရောက်လာမယ့်ချိန်ဖြောင်းမှုစီကိုဦးတည်သွားပါတော့တယ်။လူတိုင်းကတော့ဝမ်းနေကြည်ခွဲစွာကြည်နေခဲ့ကြပါတယ်။အဲ့ဒီလူကသူ့ကိုသူပြင်ဆင်ပြီးနောက်ဆုံးခလုတ်ကိုနှိပ်လိုက်တယ်။ပြီးတော့အဲ့ဒီအရာစီကိုပြန်တန်းသွားပါတော့တယ်။ကဘာဘောကလူတိုင်းကိုသူ့အသက်နဲ့ကာကွယ်ဖို့ရွေးချယ်ခဲ့တာပါ။တင်သားဆိုရင်လာပေါ်မှာတယောက်တည်းနေဖို့ရွေးချယ်မလားဒါမှမဟုတ်သူ့လိုခဲ့တဲ့ဆုံးဖြတ်ချက်အတိုင်းပဲလုပ်မလား